မင်္ဂလာပါကြောင့်တတိချန်နယ်ပြန်ကြည့်လောက်ဟာတတိချန်နေစဉ်မြန်မာနိုင်ငံဖြစ်တဲ့ကြောင်းတွေကိုမြို့တစ်ဆက်ပင်တတိချန်နယ်ဖြစ်တော့ကျွန်တော်ချိုင်းလေမြန်မာဆောင်တောင်းဆိုပါကြကျွန်တော်ခုရေလောက်ပင်တဲ့ကျွန်တော်တို့ကြည့်လောက်ပါ let's go ကိုရီးစီအားလုံးမင်္ဂလာပါကိုရီးယားတစ်တော့ကနေကြည့်လို့လိုက်ပါတယ်ဒီနေ့ဇူလိုင်လ29ရက်နေ့ပြီးခဲ့တဲ့ဇူလိုင်လ25ရက်24ရက်2ရက်အတွင်းမှာဒီရခိုင်ပြည်နယ်ကကိုရီးယားအထောက်တော်2ယောက်ပြီးပို့ထားတဲ့သတင်းကြောင်းတွေရှိပါတယ်ကိုရီးယားတစ်တော့မှာမပြောသေးဘူးဆိုတာကကိုရီး YouTube မှာတင်ဖို့စိတ်ကူးထားလို့ပါတိုးတော့ကိုရီးမိတ်ဆွေတော်များလည်းမန်းနေတောင်းဆိုကြတယ်စာရေးပြီးတောင်းဆိုကြတဲ့အတွက်သတင်းဆိုတာအဲ့လိုတွေဖြစ်နေတာပို့ပြီးတော့ရတာရှိတယ်ပေါ့နော်ပို့ပြီးကောင်းတယ်လို့ပြောရတာပေါ့ရင်းနေကြာသွားရင်ဒီတိတ်ရတာမရှိတော့မှဆိုလို့ကိုရီးတစ်တော့ပဲဟောပြလိုက်တာပေါ့နောက်တစ်ခုကိုရီးမိတ်ဆွေတော်များတောင်းဆိုကြတဲ့ YouTube channel ကကိုရီးဒီလကုံလောက်မှာပြန်တက်ဖို့ရှိပါတယ်နော်ပြန်တင်ပေးပါမယ်အကောင်းဆုံးကြိုးစားနေပါတယ်နော်ကိုရီးမိတ်ဆွေ YouTube channel ကတော်များတောင်းဆိုကြတယ်အမှန်တော်များတွေ့တဲ့ဒီညာလေးရတယ်ကိုရီးမိတ်ဆွေကိုတီးပေးလိုက်ပါတယ်နော်ဒါလကုံလောက်ကြာရင်ကိုရီး YouTube channel လေးပြန်တင်ပေးပါမယ်အဲ့တော့ပထမဆုံး page channel နဲ့ဒါရခိုင်ပြည်နယ်ကဒါကိုရီးထောက်တော်2ယောက်ပြီးဖို့ထားတဲ့တင်ပေါ့အဲ့တော့ထမင်းတန်ရရှိတယ်ဆိုတာထမင်းဆိုတော့ထုံးမျက်နှာပြောတာနော်ကိုရီးတို့စကားခေါ်မှာတော့ထမင်းလို့ပြောတယ်အဲ့တော့ထမင်းတန်ရရှိတယ်ဆိုတာမှန်ပြီမဲ့သိဆုံးတယ်ဆိုတော့လုံးဝမှန်ကန်မှုမရှိပါဘူးတဲ့ထမင်းနဲ့မသိပါဘူးတဲ့ကိုရီးထောက်တော်ကြီးပူတာနော်ပြီးခဲ့တဲ့ဘက်ကဒါရသေးတောင်ရေဆိုးချောင်းရွာဘက်ကရောက်လာပြီးတော့ရွာသားတွေကိုနှုတ်ဆက်တွေ့ဆုံမှုတွေလုပ်သွားတယ်လုပ်ပြီးတာနဲ့အာချင်းပြန်လဲထောက်ခေါ်သွားတယ်တော့ကြပြားလှုပ်သွားတယ်ပြောတယ်ပေါ့နော်ကြပြားလှုပ်သွားတယ်ဒါရေဆိုးချောင်းဆိုတာတဲ့အရင်ကတက်ကရေဆိုးချောင်းပြူအထိုင်ချတဲ့နာမည်ကြီးတဲ့နေရာပါဆရာတဲ့ဒါရေဆိုးချောင်းကရေတိတောင်နဲ့အပိုင်ပါတဲ့ဘူးတီတောင်ဒါစကခ15ဘက်ကိုတွားလို့ရသူကြောက်တော်ပလက်ဝနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုတွားလို့ရတဲ့စီရေးရမဟာပြူအကျတဲ့နေရာပါတဲ့နော်အဲ့နောက်တစ်ခုကကျတော့ဒီထမင်းတွားလာတဲ့အကြောင်းအရာတွေအားလုံးကိုဒီအေးတပ်ဖွဲ့ဝင်တွေတောင်မှသိရှိဝင်မရှိပါဘူးတဲ့အထူးလှုပ်ဝက်ပြီးတော့ဖုံးလာတယ်ပေါ့နော်ပြောရမယ်ဆိုရင်တချို့တော့သူ့ပေးနာနေတဲ့အကြီးပန်းတွေတော့ပဲတီးခွင့်ရှိတယ်ပြီးနောက်ခုဗီဒီယိုတက်ဖို့လုံးဝရိုက်ကူးဖော်ပြလို့မရပါဘူးတဲ့အဲ့ကျွန်တော်စိတ်ထင်ပြောရမယ်ဆိုကြောက်တော်ပလက်ဝကြားကဒါအော်ရမတောင်ကြားစကန်တစ်ခုမှရှိပါတယ်တဲ့နော်ထုံးမြနိုင်ကထပ်ပြောမယ်ထုံးမြနိုင်ကဒါကြောက်တော်ပလက်ဝကြားကဒါအော်ရမတောင်ကြားကနော်အော်ရမတောင်ကြားကစစ်စကန်တစ်ခုမှရှိပါတယ်တဲ့အတီးတယ်ဆိုတော့မဟုတ်ပါဘူးတဲ့ဒဏ်ရာတော့ပြန်လဲသက်သာလာပြီဖြစ်တဲ့အတွက်ဒါနော်တွစ်ဆုံနှုတ်ဆက်မှုတွေပြီးခဲ့တဲ့ရေဆိုးချောင်းရောက်မှာဒါလုပ်ခဲ့တာရှိပါတယ်တဲ့လုပ်ပြီးတော့ကြပြားကြပြန်လဲထောက်ခေါ်ပါပါတယ်တဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒါပြီးခဲ့တဲ့ရက်ကဒီတက်မတော်လေးရဲ့လေကြောင်းမိုးကျုံတွေပါ၎င်းတို့ဘက်ကထိခိုက်ကြဆုံးတော်တော်များပါတယ်တဲ့တော်တော်များတယ်တဲ့တိတာပြောင်းလဲသွားတဲ့အရာတွေရှိပါတယ်တဲ့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်လည်းတက်မတော်လေးရဲ့လေကြောင်းမိုးကျုံမှုတွေကအရင်ကတက်တိတာတိုးတက်ပြောင်းလဲလာပါတယ်တဲ့ပုံမူတိကျလာပါတယ်တဲ့အဲ့တော့ A ဘက်ကပြောရမယ်ဆိုရင်တော့ A ဘက်ကကြာဆုံးမှုတွေမှာဒီပြီးခဲ့တဲ့နော်ဇူလိုင်လဒီ23 22 23 24ရက်အဲ့ဒီရက်ပိုင်းတွေမှာဒီတက်မတော်လေးရဲ့လေကြောင်းမိုးကျုံမှုတွေအတွင်းမှာဒါတည်ဆုံးမှုတွေကဒါ A ရဲမေတွေတော်တော်များပါတယ်ရဲမေဆိုတာစစ်သမီးတွေပေါ့ A စစ်သမီးတွေတော်တော်များတည်ဆုံးတာကိုတွေ့မြင်ရတယ်တဲ့အဲ့ဒါခုတော့ဒါ A ဘက်ကတော်တော်ပြောင်းလဲသွားတယ်အရင်ကဆိုရင်တော့ဒါတည်ဆုံးကြတယ်တော်တော်များတည်ဆုံးတယ်ဒါပေမဲ့တိုးတော့ A စစ်သားပေါ့နော်စစ်သားတည်ဆုံးရတယ်ဒီပြီးခဲ့တဲ့ရက်ကဒီကြောင့်ပုံကျမှုတွေမှာတင်မှာဒါ A စစ်သမီးတွေတော်တော်များတည်ဆုံးကြတယ်ဒီသတင်းကအမှန်ကန်လားဆိုရင်အမှန်ကန်တယ်လို့ပြောလို့ရတယ်ဘာလို့ဒီလိုပြောလို့ရလဲဆိုရင်ဒါပြီးခဲ့တဲ့ဒီဇူလိုင်လ20 23 24ရက်အဲ့ရက်တွင်းမှာဒီလူမှုကွန်ရက်တွေပေါ်မှာတင်ထားရရှိပါတယ်လူမှုကွန်ရက်တွေပေါ်မှာအေးစစ်မီတွေတည်ဆုံးလို့ဝမ်းနဲ့ကြီးခွဲခြင်းတပ်ပုံတွေနဲ့တင်ထားကြတယ်ဖော်ပြကြတာရှိပါတယ်အဲ့တော့ကိုရင်းရဲ့အထောက်တော်တွေပြီးဖို့တဲ့သတင်းကလုံးဝမှန်ကန်မှုရှိတယ်လို့ပြောလို့ရပါတယ်အဲ့တော့နောက်တစ်ခုကကြပါလဲဆိုတော့ပြီးခဲ့တဲ့ဇူလိုင်လ25ရက်နေ့မှာဒါအေးရဲတွေအားလုံးဒါအရေးပေါ်စီဝေးခေါ်ယူခဲ့ပါတယ်တဲ့အဲ့နောက်တစ်ခုကဘာလဲဆိုတော့ရခိုင်ပြည်နယ်အခြေအနေပါတဲ့ရခိုင်ပြည်နယ်အခြေအနေတော်တော်ဆိုးဆိုးဝါးဝါဖြစ်နေတာပဲဟောတော်တော်ဆိုးဝါးရခိုင်မှာအခုအဆိုးဆုံးကြုံနေရတာစားဝင်နေနဲ့ငွေကြီးတက်တဲမှုပါတဲ့ဓမြတိုက်တာတွေဝင်ရောက်ခိုးယူတာတွေတော်လန်းနေမှာလူရတာတွေကတော်တော်များလာပါတယ်တဲ့တော်တော်များလာပါတယ်သတင်းတွေမှာပါတာတွေသတင်းတွေမှာဖော်ပြလာတာပါတာတွေကမဖုံးနိုင်မဖိနိုင်လို့နော်လူတွေအော်လုံးမှသာဒါဟန်ရေးပြတာပါတဲ့ဒါအစွန်းထောက်လို့ပဲရှိပါတယ်တဲ့နောက်တစ်ခုကတော့အခွန်ကောက်တာ
တူရအစနော်ပြဖို့လာတာရှိတယ်အဲ့တော့အခွန်ကောက်တာလည်းပတ်ဆက်ပါတယ်စလိ ဟုတ်ကဲ့ခင်ဗျာကျွန်တော်ခုဒီစပြတဲ့အဲ့ဒါခင်ဗျာအားလုံးရှင်းသွားတယ်ညခလေးမယ်ဆုံးကြညချမ်းပါစေခင်ဗျာ